Omega, ça va? Aujourd'hui, on apprend la tic indéfinie. D'accord, on commence. Alors, je vais vous dire que indefinite articleကိုလေ့လာကြည့်ရအောင်။အဲ့တော့ပြင်သစ်ရဲ့ indefinite article ပြင်သစ်ရဲ့ indefinite article ကတော့ဒါ English မှာဆိုရှင် a တို့ n တို့ပေါ့နော်။ဒါပေမဲ့တစ်ခုထူးခြားသွားတာကကြတော့ဒါ English မှာတော့ကျတော့ကျို့ a n နော်အနည်းအတွက်ပဲရှိရတာ a တို့ n တို့ဆိုတာတစ်ခုတစ်ကောင်တစ်ယောက်ဒီလိုမျိုးကျတော့ဘာသာပြန်ကြရနော်။ဒီလိုမျိုးပဲရှိပြင်သစ်ကကြတော့အဲ့လိုမဟုတ်ဘူးသူက indefinite အများပါရှိတာ။ကျို့ဥပမာအိမ်တွေကျောင်းတွေဒီလိုမျိုး general ပြောလိုက်တယ်เนาะအိမ်တွေဆိုတာဘယ်အိမ်လဲမသိဘူးအိမ်တွေလို့အကုန်ခြုံပြောလိုက်တယ်ဥပမာထားပါတော့ဒီမြို့မှာရှိတဲ့အိမ်တွေဒါဆိုရင်ဘယ်နဲ့အိမ်လဲမသိရဘူးဘယ်သူအိမ်နေလဲကိုတေချာမသိနိုင်အဲ့လိုမတိကြတဲ့အရာတွေအများကြီးကိုပြောချင်တယ်အရေးအတွက်အများကြီးပြောချင်တယ်ဆိုရင်သူက article တိတက်တစ်ခုထပ်သုံးလိုက်တယ်English မှာဆိုရင်အဲ့ဒါတွေအတွက် article မရှိဘူးကျွန်တော်ကဒီရိုးရိုးပဲဒီစကားလုံးမှာအများပြောင်းပြီးတော့သုံးလိုက်တယ်ဥပမာအိမ်တွေလို့ပြောချင်ကျွန်တော် houses ဒီလိုပဲသုံးလိုက်တာမျိုးဒါပေမဲ့ပြင်သစ်ကကြအဲ့လိုမဟုတ်ဘူးသူက article တိတက်ထပ်ပြီးတော့သုံးပြီးဆိုတော့အဲ့ဒါလေးကတော့တစ်ခု indefinite article မှာထူးခြားသွားတဲ့တစ်ချက်ပေါ့နော်အဲ့တော့သဘောတရားကတော့ရှေ့မှာချေကိုသင်ခဲ့တဲ့ definite article ရဲ့သဘောတရားနဲ့အတူတူပါပဲအဲ့တော့ပြင်သစ်ရဲ့ဒီ indefinite article တွေကလည်း definite article နဲ့အတူတူပဲချေကို an un d ဆိုပြီးရှိသွားတယ်အဲ့တော့ an ကတော့သူကဒါအထီးနှောင်းတွေအတွက်ပေါ့နော် masculine noun တွေအတွက်ဆိုရင်ချေက an နဲ့သုံးတယ်ဥပမာ a cat လို့ပြောချင်တယ်ကြောင်တကောင်ဒါဆိုရင်ချေက shat ကသူက masculine noun ဖြစ်တဲ့အတွက် ansha ဒီလိုမျိုးလေးသုံးပေးလိုက်တယ်နောက်တစ်ခုချေကိုun ကကြတော့ဒါ feminine တွေအတွက်သုံးတာအမစကားလုံးတွေအတွက်သုံးတာအဲ့တော့ချေက a house လို့ပြောချင်တယ်အဲ့တော့ maison ကfeminine noun ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုချေက a house လို့ပြောချင်တယ်ဆိုရင် une maison ဒီလိုမျိုးလေးပြောလိုက်တယ်နောက်ဒီချေကအဲ့တော့ဒီနေရာမှာကြောင်တွေအိမ်တွေဒီလိုပြောချင်တယ်เนาะ cat houses ဒီလိုသုံးချင်တဲ့အခါကျတော့ houses ဆိုရင် des maisons cat ဆိုရင်ဒါ des chats ဒီလိုမျိုးလေးသုံးပေးလိုက်တာပေါ့เนาะအဲ့တော့ဒါဆိုရှင်တော့ပြင်သစ်ရဲ့ indefinite article တွေကဘာတွေလဲလို့မေးရင်ချေက an un d ဆိုပြီးတော့မှတ်ထားပြရပါမယ်အဲ့တော့ဒါဆိုရင်ချေတို့ကပြင်သစ်ရဲ့definite article လည်းတည်သွားပြီး indefinite article ဆိုရင်လည်းတည်သွားပြီအဲ့တော့ပြင်ပြောကြည့်အောင်ပြင်သစ်ရဲ့ definite article တွေကဘာတွေလဲ le la les အဲ့တော့ပြင်သစ်ရဲ့ indefinite article တွေကဘာတွေလဲ an un d D'accord ဒါဆိုရင်တော့အခု article လေးတွေကိုမှတ်ထားပြီးပါပြီးရင်နောက်ချေ noun တွေသုံးတဲ့အခါမှာဒါပြင်သစ်ရဲ့ article တွေကမရှိမဖြစ်အရေးပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ချေ noun တွေကို gender ခွဲတဲ့အခါမှာချေက le la ကိုကြည့်ပြီးတော့ gender ခွဲလို့ရတယ် an un ကိုကြည့်ပြီးတော့ gender ခွဲလို့ရတယ်လို့အနေအများဆိုလဲကိုက le တို့လာလို့ကြားရဆိုရင်ဒါဒီ noun ကတော့အနေအဲ့တော့ li လို့ကြားလိုက်တယ်ဆိုဒီ noun ကတော့အများan တို့ un တို့ကြားရဆိုရင်ဒီ noun ကတော့အနေ d လို့ကြားရဆိုတော့ဒီ noun ကတော့အများဒီလိုမျိုးအတန်ထွက်ကိုကြည့်ပြီးချေကခွဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ article တွေကမရှိမဖြစ်အရေးပါပါတယ်အဲ့ဒါကြောင့်မို့လို့ပြင်သစ်မှာ noun တွေကို gender ခွဲတတ်ရမယ်အပြင် article တွေကိုလည်းအဲ့ gender ကိုလိုက်ပြီးတော့သုံးတတ်ဖို့လိုပါတယ်ဒါဆိုရင်တော့အခု indefinite article လေးကိုလည်းရသွားပြီလို့ထင်ပါတယ်ဒီချိန်နဲ့တူတူနောက် video လေးမှာ grammar လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ် D'accord, alors on se retrouve à la prochaine leçon. Au revoir.